Hello guys ကျွန်တော်တို့ Israel ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာမြန်မာနိုင်ငံကဖေး6တဲ့နေရာအကြောင်းပြောပြပြီးဆိုတော့ဒီတစ်ခါမှာတော့အာရှတိုက်တစ်ခွင်ပြည့်ပြည့်စေအောင်နာမည်ကြီးရဲ့တရေအကြောင်းပြောပြသွားပါမယ်။နံပါတ်1ဂျပန်နိုင်ငံကခါယာကိုစာယကီတရေမှာခါယာကိုစာယကီဟာဂျပန်တရေရုပ်ရှင်လောကမှာလည်းမကပဲကမ္ဘာထိတ်လန့်ဖွယ်ရာဇာတ်ကောင်တွေထဲမှာအကျဉ်းဆုံးနဲ့အညိုတေးကြီးဆုံးလို့သတ်မှတ်ခံရသူပါ။သူမရဲ့ဇာတ်လမ်းကတော့ကြောက်စရာကောင်းတယ်လို့အလွန်မင်းလေးဝင်နေဖို့ကောင်းပါတယ်။ခါယာကိုဟာငယ်စဉ်တည်းကထိကျန်ဆန်ပြီးပေါင်းတင်မရှိတဲ့မိန်းကလေးတူပါသူမဟာသူမရဲ့ခံစားချက်တွေကိုတရားယူထဲမှာပဲရေးမှတ်လေးရှိပါတယ်အရွယ်ရောက်လာတဲ့အခါတာကဲကိုနဲ့အိမ်အောင်ကြပြီးတိုယိုရှိဆိုတဲ့သားလေးတစ်ယောက်ရခဲ့ပါတယ်ဒီနေ့မှာခါယာကိုရဲ့ခင်ပွန်းတာကဲကိုဟာခါယာကိုရဲ့တရားယူကိုခိုးဖမ်းမိရာကနေသူမဟာတခြားမျိုးသားတူသူမရဲ့အကြောင်းတွေဘက်ကိုစိတ်ကူးရင်နေတယ်လို့အထင်မှားပြီးဒေါသတကြီးသူမကိုနှိပ်စက်ပါတော့တယ်တာကဲကိုဟာခါယာကိုရဲ့လေပင်ကိုချိုးခဲ့တယ်လို့လေကားပေါ်ကနေလည်းတွန်းချခဲ့ပါတယ်ခါယာကိုဟာလေပင်ကိုကျူးသွားပေမဲ့ချက်ချင်းမတည်တည်ပဲအဲဆိုရလေချောင်းနိုင်နဲ့လေကားပေါ်ကနေတွားဆင်းပြီးလွတ်အောင်ပြေးခဲ့ပါတယ်နောက်ဆုံးမှာတော့တာကဲကိုကသူမကိုအိမ်ခေါင်မိုးထက်ထဲမှာအိမ်နဲ့ထုတ်ပြီးပြစ်ထားခဲ့ရကနေအညိုတွေးတွေနဲ့တိတ်ဆုံးသွားခဲ့ပါတယ်သူမရဲ့သားလေးတွေ့ရရှိကိုလည်းတာကဲကိုကပဲတပ်ပစ်ခဲ့ပါတယ်ဂျပန်ရဲ့ယုံကြည်မှုအရာလူတစ်ယောက်ဟာအလွန်မင်းဒေါသထွက်ပြီးတည်ဆုံသွားတဲ့အခါအဲ့ဒီနေရာမှာကျိန်စာဂျူရွန်တခုကြံခဲ့ပါတယ်ခါယာကိုရဲ့အညိုဟာအဲ့ဒီအိမ်ထဲကိုခြေချမိသူတိုင်းအပြစ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလက်လံတက်ပြတဲ့အထိပြင်းထန်ပါတယ်လူမတေကဒီမှာထွက်ခဲ့တဲ့အဲဆိုရဲလေကြောင်းသားဟာလူမရှိနေကြောင်းပြသတဲ့အမှတ်သားပါအယိုးရီကျူးကျနေတဲ့ပုံစံအတိုင်းလေကားပေါ်ကနေတုံတုံရီရီနဲ့တွားသွားပြီးဆင်းလာတဲ့ပုံရိပ်ဟာကြည့်ရှုသူတွေကိုအလွန်မင်းထိတ်လန့်စေခဲ့ပါတယ်သူမရဲ့စပင်းတွေဟာသားကောင်ကိုရစ်ပတ်ဖန်စီရမှာအသုံးပြုခဲ့ပါတယ်။သူမကဘာလို့အကျဉ်းဆုံးဖြစ်လဲဆိုတော့တခြားသေးရဲတွေဟာသူတို့ကိုဒုက္ခပေးတဲ့သူကိုပဲရွေးကဲရှောက်လန်းနေရှိပေမဲ့ခါယာကူကတော့မညာတာချင်းကြောင့်နာမည်ကြီးတာပါ။အိမ်ထဲကိုခဏလေးဝင်လိုက်တာနဲ့တင်ကြေစာတင့်သွားပြီးကဘာအဆုံးထိလိုက်တတ်တယ်ပါတယ်။ဘလို့ကားတော့မနှံဘလို့ဘာသာရေးနဲ့မှနေနေလို့မရတာကြောင့်သူမဟာအကျဉ်းဆုံးသေးရဲဖြစ်နေရတာပါ။နံပါတ်1တရုတ်နိုင်ငံရဲ့အကျဉ်းဆုံး Red Dress Ghostအခေပြီ brother တို့ကတရုတ်နိုင်ငံရောက်နေပြီညတကောင်ရဲ့အချိန်တော့အနီအောင်သူတို့သမီးဖွင့်ဆောင်ဝဲတရုတ်မလေးကလာခေါ်လို့နှာခေါင်းစီရလိုက်မိရင်တော့ brother ရဲ့ဘောကဆုံးဆုံးမြုပ်ပါပြီဘာလို့ဆိုဒီအနီအောင်သူတို့သမီးဖွင့်ဆောင်ဝဲတရုတ်မှာတရုတ်နဲ့အရှိအာရှဒဏ္ဍာရီထဲမှာအညိုအတေးအကြီးဆုံးအစွမ်းထက်ဆုံးနဲ့အကျဉ်းဆုံးဝိညာဉ်အဖြစ်သတ်မှတ်ခံထားရလို့ပါလူမဟာဘာကြောင့်ဒီလောက်ကြောက်စရာကောင်းရတယ်လဲဆိုတဲ့ရှက်တွေကိုအသေးစိတ်ရှင်းပြပေးပါမယ်တရုတ်ရိုးရယုံကြည်မှုမှာအနီရောင်ဟာရန်စွမ်းအင်အသက်စွမ်းအားနဲ့ပျော်ရွှင်မှုကိုကိုစားပြုပါတယ်။ဒါပေမဲ့လူတစ်ယောက်ဟာအလွန်မဲနာကျင်ချက်ရှိရှိနဲ့ကိုတေချောင်းကျင်စေတဲ့အခါအနီရောင်ဝတ်စုံကိုဝတ်ဆင်ထားရင်အဲ့ဒီအနီရောင်ကတေဆုံးလူရဲ့ရင်စွမ်းအင်တေချင်းတရားစွမ်းအားကိုအစာပေါင်းများစွာမြင့်တင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။တေရန်ဤအနီရောင်ဝတ်တာဟာငါတည်ပြီးမင်းတို့ကိုကလေးစားရှိဖို့ပြန်လာခဲ့မယ်ဆိုတဲ့ဂရီကဝတ်နဲ့ကြိမ်စာကိုဆိုလိုတာပါ။အနီရောင်ဝတ်တရေမတွေဟာတာမန်တရေတွေပုံမထက်မြက်ပြီးရက်ဆက်ကြပါတယ်။သူတို့ဟာလူတွေရဲ့စိတ်ထဲကိုဝင်ရောက်ဆွတ်ဖက်နိုင်ပါတယ်။သားကောင်ကိုကြောက်စိတ်လွန်ခဲ့ပြီးယူသွတ်သွားအောင်လုပ်တာဒါမှမဟုတ်သားကောင်ကိုယ်တိုင်ကိုတက်တည်ချစိတ်ပေါက်လာအောင်လှည့်စားတတ်ပါတယ်။လှပတဲ့အမျိုးသမီးတူဦးဖြစ်ဟန်ဆောင်ပြီးအမျိုးသားတွေကိုသွေးဆောင်ဖျားယောင်းကအသက်နှုတ်ယူတတ်ပါတယ်။အဲ့ဒီနာကျင်မှုကကြီးမားလေသူမရဲ့စွမ်းအားကပိုကြီးမားလေပါပဲ။သူမဟာသူမကိုဒုက္ခပေးခဲ့တဲ့သူတွေမကပဲသူမရဲ့နေမြေတွေကိုကျူးကျော်လာသူဘသူကိုမဆိုရံပြူတတ်ပါတယ်။သူမကိုရှီဟောင်းအိမ်ကြီးတွေတိုက်ခတ်အဟောင်းတွေလူသူကင်းဝေးတဲ့လမ်းကြားတွေအထူးသဖြင့်ညတကောင်ရဲ့အချိန်ဟာသူတို့ရဲ့စွမ်းအားအရှိဆုံးအချိန်ဖြစ်ပါတယ်။အနီအောင်သူတို့သမီးဝတ်စုံဝတ်တရေမတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းကတော့ဒီလိုပါ။မင်္ဂလာဆောင်ကနေမှတစ္ဆာဖောက်ခံရလို့ဒါမှမဟုတ်စော်ကားခံရလို့အဲ့ဒီမင်္ဂလာဝတ်စုံအနီအောင်နဲ့ပဲဆွေးချိုးရှာတက်တည်သွားကြတဲ့အခါသူရဲ့လက်စားရှိလို့စိမ့်နဲ့ဒေါသတွေကြောင့်ဒီတရေမဟာဖြစ်ပေါ်လာတာပါ။ဒီလိုမျိုးမင်္ဂလာဆောင်ကနေမှတစ္ဆာပေါက်ခံရလို့ဒါမှမဟုတ်စော်ကားခံရလို့အဲ့ဒီမင်္ဂလာဝတ်စုံအနီရောင်နဲ့ပဲဆွေချိုးရှာတက်တည်သွားတဲ့ဇလန်းတွေဟာအာရှမှာအလုံးကိုများပြားပါတယ်။ဟောက်ကောင်နဲ့ထိုင်ဝမ်တရေကားတွေမှာအနီရောင်ဝတ်တရေမောက်တွေ့ရပြီဆိုရင်ဘယ်စီယာနဲ့မှနေလို့မရနိုင်တော့အောင်အစွမ်းထက်တဲ့အဆင့် Final Boss အနေနဲ့တင်စားလေးရှိပါတယ်။ brother တို့ကဈေးကြီးပေးရတဲ့ Cut Pro Spotify Premium နဲ့ Alive Motion Premium တွေကိုလက်စင်ကြီးပေးပြီးသုံးနေတော့မယ်လား။ဒါဆိုရင် brother တို့ကပတ်စံဖေးဝါရောက်နေပါပြီကျွန်တော်စီမှာရတက်ပံကြီး2000ကျပ်ထဲနဲ့အဲ့ဒီ app တွေအပြင်တခြားသော app တွေကိုပါလာရောက်ဝယ်ယူလို့ရနေပါပြီနံပါတ်3 Minute
မင်းနဲ့ရဲ့ဇလန်ကတော့ထိုင်းနိုင်ငံမှာလည်းမကပဲအရှိတောင်ရှာမှာပါအလွန်ကြော်ကြားတယ်ကြီးကွဲစရာလည်းကောင်းတယ်လို့ကြောက်စရာလည်းကောင်းတဲ့စစ်မှန်တဲ့အချစ်ပုံပြတဲ့ပုတ်ပါဒီဇလန်ဟာ19ရာစုအစောပိုင်းအမလေးမင်းဆက်ကာလာဘန်ကောက်မြို့ရဲ့ဖြာခနောင်ဆိုတဲ့အရက်မှာတကယ်ဖြစ်ခဲ့တယ်လို့အများကယုံကြည်ကြပါတယ်ဒီဇလန်ရဲ့ဇလန်ကြီးကိုပြောရမယ်ဆိုရင်မင်းနဲ့သူမရဲ့ခင်ပေါ်မက်တို့ကအလွန်ရှိခင်ကြတဲ့ဇနီးမောင်းနဲ့နှစ်ဦးပါမင်းနဲ့မှာကိုဝင်ရှိနေတော့မက်ဟာစစ်မှုထမ်းမှုအတွက်စိတ်မြေပြင်ကိုထွက်ခွာသွားခဲ့ရပါတယ်မက်စစ်မြေပြင်မှာရှိနေစဉ်အတွင်းမှာပဲမင်းနဲ့ဟာကလေးမီဖွားရင်းနဲ့သွေးလုံပြီးကလေးရောမိခင်မှာတည်ဆုံသွားတာဖြစ်ပါတယ်မင်းနဲ့ဟာခင်မဖြစ်သူအလွန်ချစ်ပြီးလွမ်းဆွတ်တာကြောင့်မင်းနဲ့ဟဲဝိညာဉ်ဟာလောကကြီးကနေထွက်မသွားနိုင်ပဲအိမ်မှာပဲစောင့်နေခဲ့ပါတယ်မက်ဟာစစ်မြေပြင်ကနေပြန်လာတဲ့အခါမှာတော့သူ့ရဲ့ဇနီးနဲ့တားလေးဟာသူ့ကိုအိမ်မှာအကောင်းအတန်းစောင့်ကြိုနေအောင်တွေ့ရပါတယ်မက်ကတော့သူ့ဇနီးတည်ဆုံသွားတာကိုလုံးဝမသိပဲတရေနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပါတယ်။ပတ်ဝန်းကျင်ကအင်ဂျင်ချင်းတွေကမက်ကိုမင်းမကတရေပါလို့တတိပေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့မင်းနဲ့ကသူမရဲ့လှုပ်ဝက်ချက်ကိုတီးသွားတဲ့သူတွေဒါမှမဟုတ်မက်ကိုပြုတ်ပြဖို့ကြိုးစားတဲ့သူတွေကိုအလွန်ရက်ဆက်စွာတပ်ပြတ်ဖြစ်ခဲ့ပါတယ်။ဒီဇလန်ရဲ့အထွတ်ထိပ်ကတော့ဒီနေ့မှာမင်းနဲ့ကငပိထောင်းနေရင်းနဲ့တံပြသီးတစ်လုံးကအိမ်ပေါ်ကနေအိမ်အောက်ကိုပြုတ်ကျသွားပါတယ်။မင်းနဲ့ဟာသူမတရေမှုလက်ကိုအရှိထုတ်ပြီးအိမ်ပေါ်ကနေမြေပြင်ထိလမ်းကောက်လိုက်တာဟုတ်မက်ကမြင်သွားပြီးတော့သူမဟာတရေမှန်းတည်သွားခဲ့ပါတယ်။တကယ်ပြင်ပကမင်းနဲ့တနာရဲ့အစ်စ်မှန်စတဲ့ကတော့ရုပ်ရှင်တွေကလို့ပြောစရာမကောင်းပါဘူး။ထားရိုးရတနာတွေနဲ့တမိုင်းမှတ်တမ်းတွေအရနောက်ဆုံးမှာတော့ဒီလိုဖြစ်ခဲ့ပါတယ်။မင်းနဲ့တရေကရွာသားတွေကိုအရန်ရှောက်လန့်လို့နောက်ဆုံးမှာတကူကြီးတဲ့တန်ကားတော်တစ်ပါးကြွလာပြီးတော့မင်းနဲ့ကိုစုံမခဲ့ရပါတယ်။တန်ကားတော်ကမင်းနဲ့ရဲ့အလောင်းကိုပြန်ဖော်ပြီးမင်းနဲ့ရဲ့နဖူးရိုးကိုထုတ်ယူခဲ့ပါတယ်။အဲ့ဒီနဖူးရိုးကိုတန်ကားတော်ကကပတ်မှာထည့်ပြီးစောင့်ထားခဲ့တယ်လို့ဆိုပါတယ်။ဒါကမင်းနဲ့ဝိညာဉ်ကိုထိန်းချုပ်ပြီးသူမကိုငြိမ်းချမ်းစေဖို့ပြုလုပ်ခဲ့တာပါ။နောက်ပိုင်းမှာတော့တန်ကားတော်ရဲ့တရားဓမ္မအောက်မှာမင်းနဲ့ဝိညာဉ်ဟာငြိမ်သက်သွားခဲ့ပြီးရွာသားတွေကိုနှောက်ယှက်ခြင်းမရှိတော့ပါဘူး။ဇလန်တရှုမှာတော့အဲ့ဒီနဖူးရိုးဟာနောက်ပိုင်းမှာထိုင်းတော်ဝင်မိသားစုလက်ထဲကိုရောက်သွားခဲ့တယ်လို့လည်းပြောကြပါတယ်။အခုလက်ရှိဘန်ကောက်မြို့ကဝက်မာဟာဘတ်ဘုံကျောင်းမှာမင်းနဲ့ရဲ့နှက်ကွန်းရှိပါတယ်။အခုတတိလူတွေကမင်းနဲ့ကိုတွားရောက်ပူဇော်ကြပြီးအထူးသဖြင့်စစ်မှုထမ်းမှုမင်းနိုင်ရမယ့်သူတွေကမင်းနဲ့စီမှာဆူတောင်းလေးရှိကြပါတယ်။မင်းနဲ့ကသူမရဲ့ခင်ပွန်းစစ်တဲတွားရလို့ခွဲခါရတာကိုအရှိခံပြီးဆူတောင်းကြတာပဲဖြစ်ပါတယ်။နံပါတ်၄ပိရှာဆိုတာဟိန္ဒူတနာရီနဲ့ဗုဒ္ဓဘာသာစာပေတွေမှာပါရှိတဲ့အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့အသားစားနှဆိုဒါမှမဟုတ်မိစ္ဆာတစ်မျိုးဖြစ်ပါတယ်။မြန်မာပြည်မှာတော့အသားစားဘလူးဒါမှမဟုတ်နှဆိုတစ်မျိုးဖြစ်လို့သိများပါတယ်။သူတို့ရဲ့ထူးခြားချက်နဲ့အကျဉ်းစားစရိုက်တွေကိုအောက်ကအချက်တွေနဲ့ရှင်းပြပေးပါမယ်။သူတို့ရဲ့မူလဇင်မြစ်ကတော့ပိရှာတွေဟာဖန်ဆဲရှင်ဖြစ်မှမင်းကြီးရဲ့ဒေါသအမျက်ကြောင့်ဖြစ်လာသူတွေဒါမှမဟုတ်ကရှပရဲ့တာသမီတွေလို့ဟိန္ဒူကျမ်းစာမှာဆိုကြပါတယ်။သူတို့ဟာနတ်ဖျားရည်နဲ့လည်းမတူတာမန်တရိတ်တယ်လည်းပိုအစွမ်းထက်တဲ့မိစ္ဆာဒီမုံမျိုးနယ်ဝင်တွေဖြစ်ပါတယ်သူတို့ဟာအလွန်ရုပ်ဆိုးကြီးတန်းပါတယ်အသားရည်ဟာမင်းနဲ့နေပြီးနေရတဲ့မျက်လုံးတွေရှိပါတယ်ဖောင်းကြနေတဲ့အကြောရည်နဲ့အတူကိုယ်ခန္ဓာကအလွန်တန်မာကြပါတယ်ရာသောအဖြစ်တင်ញံကုန်းတွေအလင်းရောက်မရတဲ့တောတွေနဲ့လူသူကင်းဝေးတဲ့နေရာတွေမှာနေထိုင်တတ်ကြပါတယ်ပိရှာတွေကိုဘာကြောင့်အကျဉ်းဆုံးလို့ခေါ်ရတာလဲဆိုရင်ပိရှာတွေရဲ့အန်ဒီကတာမန်တရေတွေပုံမှုဆိုးွားပါတယ်။သူတို့ဟာလူသားတွေရဲ့အသားကိုစားတောက်ကြပါတယ်။အထူးသဖြင့်သိဆုံးမိသားအလောင်းတွေကိုစားတတ်တယ်လို့တက်ရှိလူသားတွေကိုလည်းအရှင်လက်လက်ဖမ်းဆီးစားတောက်တတ်ပါတယ်။ပိရှာတွေဟာလူတယောက်ရဲ့စိတ်ထဲကိုဝင်ရောက်ဆွတ်ဖန်နိုင်စွမ်းရှိပါတယ်။သူတို့ဘူကခံရတဲ့သူဟာယူသွတ်သွားတာစိတ်တက်ကြတာအိမ်မပြောတာနဲ့ထူးဆန်းတဲ့စိတ်ရောဂါတွေခံစားရတတ်ပါတယ်။သူတို့ဟာယောဂဝေဒနာတွေကိုလည်းတိတ်ဆောင်လာသူတွေလို့ယူဆတတ်ကြပါတယ်။သူတို့ရှိတဲ့နေရာမှာအဖျားယောဂကူးစက်ယောဂတွေထူပြောတတ်ကြပါတယ်။ကျွန်တော်တို့ဘုရားဘာသာကျမ်းဂန်တွေထဲမှာလည်းပိရှာဆိုတာဘလူးပိတ်တာမျိုးစားတွေမှာပါဝင်ပြီးတော့ဝေတဝန်နမင်းကြီးရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်လို့ဖော်ပြထားပါတယ်။အာရှတိုက်တစ်ခွင်ကသေးတွေအကြောင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျွန်တော်နေမကောင်းလို့နောက်ကျနေတဲ့အတွက်လည်းတောင်းပန်ပါတယ်။နောက်ပတ်မှာဂျပန်နိုင်ငံကလှုပ်ဝက်ချက်တွေနဲ့ပြည်နေတဲ့နာမည်ကြီးအီနူနာဂီရွာအကြောင်းကိုဗီဒီယိုအရှိတစ်ပုဒ်လုပ်ပေးပါမယ်ခင်ဗျ။ကဲဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာ horror mystery နဲ့ game အကြောင်းတွေကိုကျွန်တော် interview ကထပ်ပြီးတင်ဆက်ပေးအောင်ပါဘူး။ channel လေးကို like subscribe နဲ့ခေါင်းလေးနှိပ်ခဲ့ကြပါဦး။အားလုံးပဲတရေလျှောက်ခံရပါစေ။